ရှေးဟောင်းရိုးရာနေလံလေးနဲ့ပြုလုပ်ထားတဲ့ဒီလိုမိုးတက်နေတဲ့ဘဲပြားတွေကိုကြည့်လိုက်ရင်တကယ်ပဲစားလို့ရပါမလားလို့တင်တွေးမိကောင်းတွေးမိပါလိမ့်မယ်။ဒါပေမဲ့ဒါဟာတရုတ်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ဘဲပြားချင်းဒါမှမဟုတ်ဖူယူပြုလုပ်တဲ့အဆင့်ဆင့်ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီအမျိုးသမီးလေးဟာဘဲဝါစိတ်တွေကိုတစ်သားပုံးကြီးတွေကိုလောင်းထည့်လိုက်ပါတယ်။ပြီးတော့ရေကိုအပြည့်လောင်းထည့်ပြီးပဲစိတ်လေးတွေနူးညံ့သွားအောင်တညတာစိန်ထားလိုက်ရပါတယ်။နေဝင်ရီတရောအချိန်ခါနေနောက်တနေ့မနက်မိုးလင်းတဲ့အထိအချိန်ပေးထားတာပါ။မနက်ရောက်တဲ့ခါမှာတော့စိန်ထားတဲ့ပဲစိတ်လေးတွေကိုဝါတောင်းလေးနဲ့သေးချာဆယ်ယူပြီးဇလုံးသေးကိုပြောင်းထည့်ပါတယ်။အဲ့ဒီနောက်မှာတော့ရှေးဟောင်းကြောက်စုံကြီးကိုအသုံးထူပြီးပဲစိတ်တွေကိုကြက်ရပါတယ်။ကြောက်စုံရဲ့အပေါက်လေးတွေကိုပဲစိတ်လေးတွေနဲ့ရေကိုသဇွန်းချင်းစီဖြည်းဖြည်းချင်းထည့်ပေးရပါတယ်။ကြောက်စုံကြီးလဲပတ်သွားတဲ့အခါမှာတော့ဖြူဖွေးနေတဲ့ပဲနိုရည်တွေဟာကြောက်စုံဘေးကနေစီးကြလာတာကိုတွေ့ရမှာပါ။ဒီဖြစ်စဉ်ဟာအချိန်ယူရပေမဲ့ထွက်လာတဲ့ပဲနိုရည်တွေကတော့အရန်ကိုစစ်မှန်ပြီးနူးညံ့ပါတယ်။ထွက်လာတဲ့ပဲနိုရည်တွေကိုဇလုံးကြီးတစ်ခုထဲမှာစူးဆောင်းထားလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘဲဖတ်တွေကိုဖယ်ဆဖို့အတွက်အဝိဖြူလေးကိုအသုံးပြုပြီးဘဲနိုရည်တွေကိုစစ်ထုတ်ရပါတယ်။ဒီအမျိုးသမီးလေးဟာဘဲနိုရည်တွေကိုအဝိထဲထဲပြီးသူ့ရဲ့လက်နှစ်ဖက်နဲ့အာဂုံတုံးကညှစ်ထုတ်နေတာဖြစ်ပါတယ်။ဘဲနိုရည်တွေဟာအောက်ကဝါတောင်းလေးတွေကိုအဆက်ချစီးကြနေတာကိုတွေ့ရမှာပါ။ဒီအစဉ်ဟာဘဲပြားရဲ့နူးညံ့မှုကိုဆုံးဖြတ်ပေးတာမို့အရန်ကိုအရေးကြီးပါတယ်။စစ်ထုတ်ပြီးတော့ဘဲနိုရည်တွေကိုတဲအိုးကြီးထဲထည့်ပြီးထင်းမီးနဲ့ပွက်ပွက်ဆူအောင်တီးရပါတယ်။မီးတောက်တည်းရဲ့အပူရှင်ကြောင့်ဘဲနိုရည်တွေဟာတဖြည်းဖြည်းပွက်ပွက်ဆူလာပါတယ်။ဘဲနိုရည်တွေခဲသွားဖို့အတွက်စားရည်ဒါမှမဟုတ်ခဲစေတဲ့အရည်တစ်မျိုးကိုဖြည်းဖြည်းချင်းလောင်းထည့်ပြီးရောင်ကြားလေးတစ်ယောက်လိုအားနဲ့ငွေပေးရပါတယ်။မကြခင်ပါပဲဘဲနိုရည်တွေဟာအဖတ်လေးတွေထစ်လာတာကိုတွေးရမှာပါ။အဲ့ဒီဘဲဖတ်လေးတွေကိုအဝိဖြူခင်းထားတဲ့တစ်သားမို့ထဲကိုဆဲယူထည့်လိုက်ပါတယ်။ပြီးတော့အဝိလေးနဲ့သေးချာထုတ်ပြီးအပေါ်ကနေလေးလံတဲ့ကြောက်တုံးကြီးနဲ့ဖိထားလိုက်ရပါတယ်။ဒါမှသာဘဲပြားထဲမှာရှိတဲ့ရေတွေစစ်သွားမှာဖြစ်ပါတယ်။ရေစစ်သွားတဲ့ဘဲပြားကြီးကိုအဝိထဲကနေထုတ်လိုက်တဲ့အခါမှာတော့အရန်ကိုတင်းရင်းပြီးလှပါနေတာကိုတွေ့ရမှာပါ။အဲ့ဒီဘဲပြားကြီးကိုဓာတ်နဲ့အတုံးကြီးကြီးတွေအရင်တုံးလိုက်ပါတယ်။ပြီးတော့လက်ပေါ်မှာတင်းပြီးအတုံးလေးတွေထပ်တုံးပါတယ်။ဒီအတုံးလေးတွေကိုကောင်းရိုးခင်းထားတဲ့တစ်သားပေါင်းအိုးထဲမှာတတုံးချင်းစီသေးချာစီထည့်ရပါတယ်။အဲ့ဒီနောက်မှာတော့အဖုံးပိတ်ပြီးတပတ်ကြာအောင်ထားလိုက်ပါတယ်။ကောင်းကင်ရမှာတိမ်တွေရွေ့ရားသွားတယ်လို့အချိန်တွေကုံဆုံးသွားပြီးတပတ်ကြည့်တဲ့ခါမှာတော့အန်အိုးစရာကောင်းတဲ့အပြောင်းလဲကိုတွေ့ရမှာပါ။ဘဲပြားတုံးလေးတွေပေါ်မှာဖြူဖွေးနေတဲ့မိုးလေးတွေဟာဂွမ်းလေးတွေလိုဖုံးလွှမ်းနေတာကိုတွေ့ရမှာပါ။ဒါဟာအချင်းဖောက်တဲ့ဖြစ်စဉ်အောင်မြင်တဲ့ဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်။ဒီမိုးတန်နေတဲ့ဘဲပြားလေးတွေကိုဇလုံးကြီးတစ်ခုတည်းပြောင်းထည့်လိုက်ပါတယ်။အဲဒီနောက်မှာတော့အရသာတွင်းဖို့အတွက်အရက်ဖြူကိုအရင်ဆုံးလောင်းထည့်ပါတယ်။ပြီးတော့နီရဲနေတဲ့ငရုတ်တီးမုံတွေစားတွေနဲ့မွေးချိုင်တဲ့ဟွာချောင်းစစ်ချွမ်းကပါမုံတွေကိုအပုံလိုက်ထည့်လိုက်ပါတယ်။အမျိုးသမီးလေးဟာဇလုံးကိုလှုပ်ခါပြီးဘဲပြားသုံးလေးတွေမှာအမွေးတရိုင်တွေအနှအပြရောက်သွားအောင်လှုပ်ဆောင်ပါတယ်။နီရဲနေတဲ့အမွေးတရိုင်တွေဟာဘဲပြားသုံးလေးတွေပေါ်မှာဆွဲထင်သွားပြီးအရန်ကိုစားခြင်းစပွဲဖြစ်သွားပါတယ်။နောက်ဆုံးစင်းအနေနဲ့ဒီဘဲပြားသုံးလေးတွေကိုဖန်ပလင်းလေးတွေထဲမှာတတုံးချင်းစီသေးချာစီးထည့်ပြီးအဖုံးကိုလုံအောင်ပိတ်ထားလိုက်ပါတယ်။ဒီပလင်းလေးတွေကိုနောက်ထပ်တလကြာအောင်ထပ်ပြီးအချင်းဖောက်ထားရအောင်ပါပါ။တလကြာတဲ့ထားမှာတော့ကောင်းကင်ပြားကြီးအောင်မှာဒီဘဲပြားချင်းလေးတွေဟာအတင်စားသုံးနိုင်တဲ့အခြေအနေကိုရောက်ရှိသွားပါပြီ။အမျိုးသမီးလေးဟာဘဲပြားချင်းတုံးလေးတွေကိုပန်းကန်တဲ့ထဲပိုက်တဲ့အခါမှာတော့ဘဲပြားလေးတွေဟာနူးညံ့အေးစင်နေတာကိုတွေ့ရမှာပါ။သူဟာဒီဘဲပြားချင်းလေးကိုပေါင်းမှုဒါမှမဟုတ်စံဖြုတ်နဲ့တွဲဖက်ပြီးအရသာရှိရှိစားသုံးနေပါတယ်။ရှည်လျားလာတဲ့အချင်းတွေကိုပေးဆက်ပြီးမှရရှိလာတဲ့ဒီရိုးရာအရသာဟာတကယ်ကိုတန်ဖိုးရှိလာပါတယ်ဒါပါပဲ။